င်္ဂလားဒေ့ရှ်မြို့သမီးဘောလုံးလောကမှာပါရမီရှိဆုံးနဲ့ဩဇာလွှမ်းမိုးမှုအရှိဆုံးကစားသမားတူရှိပါတယ်။သူကတော့ရီတူနာချကမာပါ။ချကမာတိုင်းရင်းသားမျိုးနွယ်စုတွေကနေနိုင်ငံတကာအဆင့်ထိအောင်မြင်ထွန်းပေါက်ခဲ့တဲ့တူဒီသောမျိုးသမီးဘောလုံးသမားပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ဂိုးကွင်းလို့တင်စားခေါ်ဝေါ်ကြပြီးလူငယ်မျိုးသမီးပြည်သက်အများစုရဲ့အားကျအတူယူစရာဖြစ်နေတဲ့ရီတူရဲ့ဘဝအစကတော့လွယ်ကူချုံးမှုခဲ့တာမျိုးမဟုတ်ပါဘူး။ရီတူနာချကမာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရန်ကာမာတီခရိုင်ကောင်ခါလီဥပဇီလာမှာရှိတဲ့ချကမာတိုင်းရင်းသားမိသားစုကနေမွေးဖွားခဲ့ပြီးတော့ညီမ3ယောက်နဲ့မောင်1ယောက်ရှိတဲ့အကြီးဆုံးအမကြီးပါရီတူရဲ့ဘောလုံးအားကစားပေါ်စိတ်ဝင်စားမှုကမူကာချာရီအစိုးရမူလတန်းကျောင်းကစတင်ခဲ့ပါတယ်သူ့ရဲ့ဆရာဘီဆန်ချကမာကဘောလုံးနဲ့စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီးအသက်10နှစ်မှာဘောလုံးစကစားခဲ့ပါတယ်ရီတူရဲ့ပထမဆုံးပြိုင်ပွဲကတော့ဘင်ကာမာတာရွှေဖလားကိုပိုင်ကျောင်းများဘောလုံးပြိုင်ပွဲဖြစ်ပြီးတော့2012မှာကစားခဲ့တာပါ2025မှာအဖေ2022မှာမောင်ဖြစ်သူတို့ကွယ်လွန်ခဲ့ပြီးနောက်မှာရီတူရဲ့ကစားသမားဘဝခြေလှမ်းနဲ့ရိမ့်ရိုင်ခဲ့ပေမဲ့အမေဖြစ်သူကာလာဆိုနာချက်မာရဲ့ပံ့ပိုးကူညီမှုနဲ့ဘောလုံးကိုမလျှော့တမ်းပြုလုပ်ခဲ့ပြီးဒီနေ့ဒီချိန်ထိရောက်ရှိလာခဲ့တာဖြစ်ပါတယ်ရီတူဟာ professional ကစားသမားဘဝမှာဘင်္ဂလားဒေ့ရှ်နဲ့ဘူတန်မျိုးသမီးကလပ်တွေမှာလှည့်လည်ကစားရင်းထင်ရှားလာခဲ့ပါတယ်ရီတူဟာ2019ခုနှစ်မှာဘင်္ဂလားဒေ့ရှ်အမျိုးသမီးစီနီယာလက်ရွေးစင်အသင်းအတွက်ပထမဆုံးစတင်အရွေးခံခဲ့ရပါတယ်2022နဲ့2024ခုနှစ်တောင်အာရှအမျိုးသမီးဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲ SAFF Women Championship ပြိုင်ပွဲတွေမှာဘင်္ဂလားဒေ့ရှ်အသင်းရဲ့သမိုင်းဝင်ဗိုလ်စွဲမှုတွေမှာအဓိကအခမ်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်အထူးသဖြင့်တော့2024ပြိုင်ပွဲမှာနီပေါ်အသင်းနဲ့ရှင်ပြိုင်ခဲ့တဲ့ဗိုလ်လူဝယ်မှာအနိုင်ကိုသွင်းယူပေးခဲ့ပြီးပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမား Most Valuable Player ဆုကိုစကူရရှိခဲ့ပါတယ်ဒါအပြင်2025ဇူလိုင်မှာရန်ကုန်မှာမြန်မာအသင်းကို2-9နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ2-9စလုံးသွင်းယူပေးခဲ့ပြီးဘင်္ဂလားဒေ့ရှ်အသင်းကိုသမိုင်းတစ်လျှောက်ပထမဆုံးချိန်အာရှအမျိုးသမီးဖလား AFC Women ASEAN Cup ပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ဖို့ပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်ရီတူပနာချက်မာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တောင်အာရှတလွှားမှာရှိတဲ့မျိုးသမီးအားကစားသမားတွေအတွက်စိတ်သက်ခွန်အားဖြစ်စေတဲ့ပြကုန်တစ်ခုဖြစ်လာခဲ့ပါတယ်ကလပ်အသင်းနဲ့နိုင်ငံတကာအဆင့်တွေမှာသူမရဲ့ပြောင်မြောက်တဲ့စမ်းဆောင်ရည်တွေကနိုင်ငံတွင်းကအမျိုးသမီးဘောလုံးလောကအဆင့်တန်းကိုမြင့်တင်ပေးနိုင်ခဲ့ပြီးတော့တိုင်းရင်းသားလူမျိုးစုကစားသမားတွေအနေနဲ့ပုံမကြီးမားတဲ့ဆင်မြင့်ထက်မှာအောင်မြင်မှုရရှိနိုင်ကြောင်းသက်သေပြခဲ့ပါတယ်။သူမရဲ့ကြံ့ကြံ့ခံနိုင်မှုကျွမ်းကျင်မှုနဲ့ဥဆောင်နိုင်စွမ်းတွေကြောင့်ဘင်္ဂလားဒေ့ရှ်ဘောလုံးလောကရဲ့အတောက်ပဆုံးကျယ်ပွင့်နေတဲ့ကတဦးဖြစ်ဆက်လက်ရပ်တည်နေသေးပါ။ဒီအောင်မြင်မှုတွေမြန်မာအမျိုးသမီးလိကိုတည်ဆောင်လာပြီးမြန်မာလိမှာလည်းဂိုးကွင်းတယောက်ဆက်ပြီးထွန်းတောက်လာအောင်မယ်ဆိုတာညီကြီးလက်ခတ်မလွယ်ပါပဲ။